အခု CapCut ကိုသုံးနေတဲ့လူတော်တော်များများမှာတွေ့ရတဲ့ပြဿနာလေးတစ်ခုကကျွန်တော်တို့မြန်မာစာရင်းထုမမှန်တာပေါ့နော်ဆိုတော့ CapCut သုံးတဲ့နေရာမှာဒီမြန်မာစာရင်းထုမမှန်တာကြီးကအရန်ကိုပဲတော်တော်ခံစားရတာစိုးတယ်ပေါ့နော်ကိုကအကောင်းဆုံးတွေကိုချပြခြင်းပေမဲ့ဒီ CapCut မြန်မာစာရင်းထုမမှန်တဲ့အတွက်ကြောင့်မလို့ကိုမသုံးဖြစ်ပဲနဲ့ကြောင်ထိုးထားရတယ်ကိုလုံးဆရာရှိတဲ့ project လေးကိုအကောင်းဆုံးမလုပ်နိုင်ပါဘူးစိုးရင်ကြရပေါ့နော်ဆိုတော့ဒီကအတွက်မပူပါနဲ့ကျွန်တော်ဒီနေ့ CapCut မှာမြန်မာစာရင်းထုကိုမှန်အောင်လို့ကျွန်တော်ပြောပြပေးပါဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတယောက်ဆိုရင်သူ့မှာ project လေးရှိရဲသူbusiness နဲ့ပတ်သက်တဲ့ဟာ video လေးရိုက်ထားရပေါ့နော်ဒါပေမဲ့သူ CapCut ထဲမှာဝင်ပြီးတော့ editing လုပ်ချင်တယ်font လေးပေါ့နော်မြန်မာ font လေးနဲ့သူ testing ဘိုင်းမှာသူရိုက်ချင်တယ်စာရိုက်ချင်တယ်ဒါပေမဲ့မမှန်တော့ကျွန်တော်ကိုအကူအညီလာတောင်းတယ်ကျွန်တော်ဘက်ကနေပြီးတော့လည်းအကူအညီပြန်ပေးလိုက်တယ်အဆင်ပြေသွားတဲ့အတွက်နှစ်ယောက်စလုံးလည်းစိတ်ချမ်းသာရတယ် iOS သမားတွေတို့ကြတော့ Z font သုံးတဲ့အခါမှာ security ဘိုင်းမှာဆိုရင်အခက်အခဲလေးဖြစ်နေရဆိုတော့ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ကျွန်တော် font တွေကိုဝယ်သုံးစေချင်ပါတယ်ဘယ်နေရာမှာဝယ်လို့ရမလဲဆိုရင်ကျွန်တော်တို့TikTok တို့ Facebook တို့မှာရှာပြီးတော့ဝယ်လို့ရတယ်ကိုယ့်အကူ teacher page တွေကိုစစ်ပါယုံကြည်ရမယ့်နေရာတစ်ခုမှာဝယ်ပါလို့ပဲကျွန်တော်အကြံပေးခြင်းနဲ့ Android သမားတွေတို့ကကြတော့ကျွန်တော်ရဲ့ account ထဲမှာတင်ထားတဲ့အတိုင်းပဲကျွန်တော်ပင်ထောက်ထားတဲ့အဲ့ sub font ထဲမှာပဲဝင်ပြီးတော့သုံးလို့ရပါတယ်ဆိုတော့ font တစ်ခုနဲ့အဆင်မပြေဘူးဆိုရင်နောက်ထပ် font အများကြီးပေါ့နော် down ပြီးရင်ကျွန်တော်အဆင်ပြေတဲ့ font နဲ့သုံးပါတချို့ font တွေကကြတော့တချို့ဖုန်းနေနဲ့အဆင်မပြေမှုတွေဖြစ်နိုင်နေလုံးဝ 100% မှန်တဲ့အထီကိုမရနိုင်ဘူးပေါ့နော်ဆိုတော့ကိုဖုန်းနဲ့ဘယ် font နဲ့လိုက်မလဲလိုက်မဲ့ font ကိုfont တွေအများကြီး down ပြီးတော့မှကျွန်တော်စမ်းကြည့်ပြီးတော့သုံးကြည့်ပါဒါဆိုရင်အဆင်ပြေတဲ့ font တွေ့ပါလိမ့်မယ်ဆိုတော့ကျွန်တော်အကြံပေးချင်တာက iOS ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်ကိုက quality စံတာကိုပို့ပြီးတော့လိုချင်နေဆိုရင်တော့ font တွေဝယ်သုံးဖို့အတွက်အကြံပြုချင်ပါတယ်ဗျာဆိုတော့မိတ်ဆွေတို့ရဲ့content တွေမှာပုံမကောင်းမွန်တဲ့ creation တွေနဲ့အတူမြန်မာ font လာလေးနဲ့ဖန်တီးနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ကတော့ပြောချင်ပါတယ်နောက်ထပ်တော့ပုံမကောင်းမွန်တဲ့ content တွေမှာကျွန်တော်တို့အတူတူပြန်လည်တွေ့ဆုံကြပါဦးမယ်ဗျာ